အားလုံးပဲမင်္ဂလာပါတကယ်ကိုမနော်ဒီအရန်တီတီဖြေရတဲ့နေ့လေးပါဘာလို့လဲဆိုတော့ဒီနေ့အောက်တိုဘာ30ရက်နေ့မှာပထမဆမ်မရဲ့ဗီဒီယိုလေးကသူဖခင်ဖုံပေါ့နော်ဒီကထိန်လူကိုတွားကျင်တဲ့အခါမှာသူငွေမရှိဘူးသူနိုင်ကျင်တယ်အဲ့ဒီအခါမှာသူငွေလေးရလာလို့နော်နောက်ဒီကထိန်မှာသူနိုင်တွားပြီဆိုတာလေးရဲ့ဒီမှာဆိုရင်ဆရာမနဲ့အတူတူဖတ်အောင်ဆရာမရေသမီးကတော့အကျွေးတကယ်ကြည်တယ်တဲ့လိုချင်တာလည်းရတယ်တဲ့ကြွားပြီးပါအောင်တဲ့ Oh my god ဒီအကောင့်ပိုင်ရှင်လေးကိုထူးကျေးဇူးတင်ပါတယ်နောက်လေလာကြွားပြီးပါအောင်အဲ့တော့ဒီအကောင့်ပိုင်ရှင်လေးကနော်ဒီဆရာမဒီအကျွေးအမြန်ဆက်နိုင်ဖို့ဆိုတဲ့နော်ဒီဗီဒီယိုလေးမှာသူလာရေးသွားတာအဲ့ဒီအောက်မှာလဲကျမသိန်းနေရရှိတယ်ကျမကျွေးကြေးခြင်းနဲ့ကျမစိတ်တွေညစ်နေရတယ် comment တွေအများကြီးပဲဆရာမဖတ်ပါတယ်အဲ့တော့မိမိမှာဘလောက်ပဲပေးစရာတွေရှိဒါကိုလုပ်ထားတဲ့လုပ်ငန်းလေးစိတ်ညစ်လို့မရဘူးစိတ်ညစ်ရင်ဆရာမတို့ကဘာမှလုံးဝကန်ရတာအဆင်မပြေဘူးစိတ်ကအဓိကပဲကွာနော်အဲ့တော့ဒီအကောင့်ပိုင်ရှင်လေးလဲနော်နောက်လဲနော်ဒီအများကြီးနေတိုင်းနော်ဒီငွေတွေလည်းရပါစေရွှေတွေလည်းရပါစေနော်ကျန်တဲ့အရာလေးတွေလည်းအစအရာအဆင်ပြေပါစေလို့ဆရာမဒီနေရာနေဆုတောင်းပေးပါတယ်ညီမလေးရဲ့ comment ကတကယ်အကျွေးဆက်စရာရှိတဲ့သူတွေအတွေ့အားအင်ကြီးတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွေးမကြည်သေးဘူးဆရာမရဲ့နော်ဘလို့ဆိုရမှာလဲဆိုရင်ဆရာမနဲ့အတူတူလိုက်ဆိုထွင်ကငါစီကိုငွေတွေနေတိုင်းအများကြီးရောက်လာပါစေငါပေးစရာရှိတဲ့ငွေတွေအကုန်လုံးဆက်နိုင်ရပါလို့အကုန်လုံးပြီးနိုင်ရပါလို့ထွင်ကငါကဆိုတစ်ခါဆိုတောင်းအကျင့်ကြီးများဆိုဘယ်နေရာမှာမဆိုလို့ရတယ်ထွင်ကဆိုတာငွေခေါ်တာဂမ်ဘီယာအတန်လေးဆရာကြီးမင်းတင်ခိုင်ရဲ့ဤပညာဖြစ်ပါတယ်လို့နော်တက်တက်လုံးဆိုသွားရမှာနော်ကို့မှာအခက်ခဲလေးတွေဖြစ်လာတိုင်းထွင်ကရှိရငါးကဆိုလိုက်ကိုလက်ရှိအခက်ခဲလေးကိုဆူတောင်းလိုက်အကြောင်းအရာမြောက်များစွာကိုပြေလည်စေတာ comment ဒီမှာဝင်ကြည့်ပါ Facebook မှာဆိုလို့ရှိရင်ကို့ရွှေစင်မှာအင်မတန်ကိုမှနော်ဟုံးကိုပဲနော်အရန်ကိုအောင်မြင်နေကြတယ်ဆမအရန်ပီတိဖြစ်ရတယ်အဲ့တော့ကြတော့เนาะဒီကိုပေးစရာရှိတဲ့အခါမှာစိတ်မညစ်နဲ့စိတ်ညစ်ရင်မပေးနိုင်ဘူးစိတ်ကိုပျော်ထားနော်လှုပ်ရှားရှိတာကိုအကောင်းဆုံးလို့ဆရာမပြောတာအကောင်းဆုံးလှုပ်ဆိုတာအတိတ်ပဲဒီအများကြီးပါတယ်နော်အဲ့တော့ဆရာမကလေဒီမှာအပြင်တွေလေးနဲ့ကွန်ဆောမလုပ်ခင်လေးကိုဆရာမအားဖြည့်နေတာအဲ့တော့ဆရာမနဲ့တိုင်ပင်ဆွေးနွေးခြင်းတဲ့သူလေးတွေဒီမှာလိမ်မော်ဒီလေးစားလိုက်အောင်မယ်အမေကလိမ်မော်ဒီစားဖို့လာပေးတာကျေးဇူးတင်ပါတယ်လိမ်မော်ဒီလေးကိုအမေကဒီနေ့အောက်တိုဘာ30ရက်နေ့ဆိုတော့31ကဖုန်းနဲ့ဆိုရင်3000နဲ့ရနေသေးတယ်အပြင်တွေက3သိန်းနဲ့ရနေသေးတယ်နော်နိုဝင်ဘာ1ရက်နေ့ကစပြီးတော့ဖုန်းကတသိန်းအပြင်တွေက3သိန်းဖြစ်သွားပါပြီအဲ့တော့ပြောစရာလည်းအရန်ကောင်းပါတယ်ရတာတွေကလည်းအများကြီးပဲ Happy beautiful day